မိုးဒီဟာကလေးပီပီစားနောက်တန်ပြီးတော့ပျော်ပျော်ပါးပါးနေတဲ့ကောင်လေးတူဖြစ်ပါရီတရက်မှာတော့သူတို့အကြောင်းကိုနားမကြားရပန်းဖြူဆိုတဲ့ကောင်မလေးတူပြောင်းလာပါရီပန်းဖြူကနားမကြားတာမလို့စကားပါအသိမပြောနိုင်တော့ပဲစာအုပ်နဲ့သာပြောချင်တာတွေခြာရေးတတ်ပါရီအတန်းသားတွေကလည်းပန်းဖြူပေါ်ကူညီပေးပြီးတော့ခင်မင်ကြတာမလို့ပန်းဖြူလည်းအကြောင်းအသစ်မှာပျော်ရွှင်ခဲ့ပါရီဒီလိုနဲ့အနုပညာအတန်းဖြစ်တဲ့တချင်းဆိုတဲ့အချိန်မှာတော့ပန်းဖြူကြောင့်ကျန်နေသူတွေခက်ခဲဖြစ်ခဲ့ပြီးတော့တချို့သူတွေကလည်းပန်းဖြူနဲ့စကားပြောရတာခက်ခဲတွေဖြစ်လာတာမလို့သိပြီးတော့မခေါ်ကြတော့ပါဘူးပန်းဖြူကိုစာတော်ကကူညီခဲ့တဲ့ချစ်စုကလည်းခုတော့ထားခဲ့ပြီးတော့တခြားတငယ်ချင်းတွေနဲ့ပဲပေါင်းသင်းလုပ်နေပါတော့တယ်အဲ့တော့ဒီမိုးဒီကပန်းဖြူကိုကျောင်းမှာလိုက်စပြီးတော့နောက်ဆက်ပါရီတရက်မှာတော့ဆရာမကပန်းဖြူအတွက်ကျောင်းသားတွေကို sign language သင်မလားမိကြည့်တော့မီဆုဆိုတဲ့ကျောင်းသူတယောက်ကသာသင်ပြီးတော့ပန်းဖြူနဲ့လည်းခင်မင်လာပါရီဒါပေမဲ့လည်းမကြခင်မှာပဲမီဆုကကျောင်းပြောင်းသွားခဲ့ရပြီးတော့မိုးဒီကလည်းအရင်လိုပဲပန်းဖြူကိုလောင်ပြောင်လာပါရီတန်းထဲမှာလည်းပန်းဖြူကိုလောင်ပြောင်နဲ့စာရေးပြီးတော့ပန်းဖြူရဲ့ရှေ့မှာလူကောင်းလိုဟန်ဆောင်ပြီးတော့ပြန်ဖြစ်တယ်ပန်းဖြူကတော့သူ့ပေါ်ကောင်းနေလို့ထင်နေပါရီတရက်မှာတော့ပန်းဖြူနာကြားကရိယာတက်တာကိုချစ်စုတည်သွားခဲ့ပြီးတော့မိုးဒီကအိမ်နဲ့ချက်ကိုလွတ်မြစ်တာပြင်ပန်းဖြူတက်ထားတဲ့ငကက်ကိုလည်းဆွဲချွတ်လိုက်တော့နားထဲကနေသွေးတွေထွက်လာပါခုလိုလောက်တာပြဿနာကြီးသွားပြီမလို့ကျောင်းကြီးအထိသတင်းတွေရောက်ပြီးတော့မိဘတွေပါလာရီမိုးဒီရဲ့မိကလည်းပန်းဖြူရဲ့အမေကိုကိုယ်တိုင်သွားတောင်းပန်လိုက်ရပါရီအဲ့ကိစ္စကြောင့်မိုးဒီကိုကျောင်းကတငယ်ချင်းတွေပါရှောင်လာကြပြီးတော့တချို့ကောင်တွေဆိုရင်သူ့ကိုပြန်ပြီးတော့နှိပ်စက်ကြပါရီအဲ့တော့ဒီတဲ့ပန်းဖြူကစေတနာထားပြီးတော့ကူညီပေးတာကိုမိုးဒီကဒေါသတွေသူမပေါ်မင်းနေခဲ့တာကြောင့်နှစ်ယောက်သားစာသင်ခန်းထဲမှာပဲ fight ကြပါရီနောက်နေ့မှာတော့ပန်းဖြူကျောင်းပြောင်းသွားပြီးတော့ချိန်နေကုန်ဆုံးလာပြီးမိုးဒီလည်းထက်တန်းကျောင်းသားဖြစ်နေခဲ့ပါပြီတရက်မှာတော့ပန်းဖြူနဲ့မှတ်မတင်ပြန်တွေ့ပြီးတော့အရင်တုန်းကကိစ္စတွေကသူလွန်ခဲ့မှန်းသိပြီးတော့ sign language ပါတင်ထားခဲ့တာမလို့တောင်းပန်လိုက်ပါရီငကိုတွေကသဘောကောင်းတဲ့ပန်းဖြူကလည်းခွင့်လွှတ်ပေးလိုက်ပါရီအချိန်ကြီးပြောင်းသွားခဲ့ပြီမေမိုးဒီရဲ့အကြောင်းကကျောင်းသားတိုင်းခုထိပြောနေကြစေဖြစ်ပြီးတော့ဘယ်သူမှသူနဲ့တငယ်ချင်းမလုပ်ကြပါဘူးဒီလိုနဲ့ကျောင်းစင်တော့ကောင်လေးနှစ်ယောက်ကစပိန်တစ်စီးကိုနှစ်ယောက်လွတ်နေတာမလို့မိုးဒီလည်းသူ့ရဲ့စပိန်ကိုငားပြီးတော့ပန်းဖြူစီကိုလမ်းလျှောက်လာပါရီပန်းဖြူကျောင်းကိုရောက်ချိန်မှာတော့ပန်းဖြူညီမပိုးကသူ့အမနဲ့ဝေးဝေးနေဆိုပြီးတော့ပြောလိုက်ပါရီမိုးဒီလည်းအိမ်ကိုပဲပြန်လာတော့ခုနကသူကူညီလိုက်တဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ဖက်တီနဲ့လမ်းမှာတွေ့ပြီးတော့သူ့ကိုလည်းတငယ်ချင်းလှုပ်ကြမယ်ဆိုပြီးတော့ပြောလိုက်ပါရီမိုးဒီနဲ့ဖက်တီလည်းတငယ်ချင်းတွေဖြစ်လာခဲ့ကြပြီးတော့မိုးဒီကပန်းဖြူရှေ့အနေတိုင်းသွားပါရီကိုရတိုင်းမှာပိုးဖြူရဲ့တားစီးခြင်းကိုခဏခဏခံနေရတာမလို့ဖက်တီကသူ့အစာရန်ဖြစ်ပေးလိုက်တော့မှပန်းဖြူလည်းသူ့စီမိုးဒီရောက်လာတယ်ဆိုတော့သိသွားပါရီနှစ်ယောက်သားစကားပေါ်မှာစကားပြောနေကြတော့ပန်းဖြူရဲ့စာအုပ်ကတရားပေါ်ကနေပြုတ်ကျသွားပါရီပန်းဖြူဆင်းကောက်တာမလို့မိုးဒီကလည်းလိုက်ကူပြီးတော့ဆင်းကောက်တာကိုပိုးဖြူကမိုးဒီကြောက်တဲ့ကွက်ပြီးတော့ပြည်သူပိုင်ပန်းချံဖြက်စီးတယ်ဆိုပြီးတော့လိုင်းမော်တက်လိုက်ပါရီအဲ့ကိစ္စကြောင့်မိုးဒီเจ้าမှာခံဝင်စာရေးလိုက်ရပါရီတရက်မှာတော့ပိုးကပန်းဖြူနဲ့စကားများပြီးတော့ပန်းချံနဲ့အိတ်နေတာမလို့မိုးဒီလည်းအိမ်ကိုခေါ်ကမုံကျွေးလိုက်ပြီးတော့ညပြန်လိုက်ဖို့တော့ပန်းဖြူမာသားကြီးနဲ့တွေ့ပြီးတော့သူ့သမီးတွေကိုခုထိနောက်ရှက်နေသေးတယ်ထင်ပြီးတော့ပါချလိုက်ပါရီနောက်နေ့မှာတော့မိုးဒီကသူ့ရဲ့တငယ်ချင်းဖက်တီနဲ့ပန်းဖြူကိုမိတ်ဆက်ပေးလိုက်တော့ပန်းဖြူကလည်းခုထိသူနဲ့အဆက်အသွယ်ရှိနေတဲ့မိစုနဲ့ပြန်ပြီးတော့မိတ်ဆက်ပေးလိုက်ပါရီနောက်နေ့ပန်းဖြူကိုကျောင်းမှာလိုက်စားခဲ့တဲ့ချစ်စုနဲ့ပြန်ပြီးကချစ်စုကအရင်လိုလိုက်စားနေတာမလို့မိုးဒီကထပ်မဆဖို့ထားလိုက်ပါရီအဲ့ဒါကိုရင်ထဲထိသွားတဲ့ပန်းဖြူကနောက်နေ့မှာမိုးဒီနဲ့ရှောက်လေနဲ့ရီးစားစကားပြောလိုက်ပြီးမြဲမိုးဒီကဦးကြောင်ကြောင်လုံးနေတာကြောင့်ပန်းဖြူလည်းရှက်ကပြန်ပြေးလာပါရီနောက်နေ့မှာတော့မိုးဒီကကျောင်းမှာတငယ်ချင်းတွေထက်ရပြီးတော့ပန်းဖြူနဲ့လည်းဘာမှမဖြစ်ခဲ့တယ်လို့ပျော်ရွှင်စွာနေနဲ့ကစားကွင်းသွားကြပါရီပန်းဖြူပြောနေတာတွေ့လို့မိုးဒီရဲ့စိတ်ချမ်းသာသွားပါရီအဲ့ချိန်မှာကစားကွင်းမှာအရင်ကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့ကျောင်းသားကိုပြန်တွေ့ပြီးတော့မိုးဒီလည်းလန့်သွားပါရီမိုးဒီလည်းသူပန်းဖြူကိုအနိုင်ကျင့်လောင်ပြောင်ခဲ့တာတွေကိုသတိရပြီးတော့တငယ်ချင်းတို့လည်းဝန်ခံကလူစုပြီးတော့ပန်းဖြူကိုတောင်းပန်လိုက်ပါရီတရက်မှာတော့ပန်းဖြူတို့ဖွားဖြစ်သူကဆုံးမသွားခဲ့တာကြောင့်ပိုးလည်းဝမ်းနေရပြီးတော့မိုးဒီကညီမနှစ်ယောက်လုံးကိုစိတ်ပြောင်းသူရှောက်လေပေးပါရီပန်းဖြူတို့ကလည်းတခါတည်းသူ့မိမွေးနေ့ပါတီကိုဖိတ်လိုက်ပြီးတော့မာသားကြီးကမိုးဒီကိုမကြည့်ပေမဲ့သူ့ပေါ်အရင်လိုမစိမ်းကားတော့ပါဘူးဒီလိုနဲ့ညပဲမီရှူမီပန်းနေသွားကြည့်ကြပြီးတော့ပန်းဖြူကအိမ်ကိုအရင်ပြန်သွားကမိုးဒီကကင်မရာပြန်ယူလာတဲ့အချိန်မှာပန်းဖြူကတိုက်ပေါ်ကနေခုန်ချဖို့အတွက်အစင်းသေးဖြစ်နေပါရီမိုးဒီကလည်းအချိန်မီကေတင်လိုက်တာမလို့ပန်းဖြူကမကြမနေသူကတိုက်အောက်ကရေကူးကန်တွေပြုတ်ကျသွားပါရီမိုးဒီကဆေးရုံနေပါရောက်သွားခဲ့ပြီးတော့ပန်းဖြူမာသားကြီးကလည်းမိုးဒီမေကိုသူ့သမီးစနက်မကင်းလို့သွားပြီးတော့တောင်းပန်ပါရီချစ်စုကလည်းပန်းဖြူကိုပြစ်တင်နေတာကြောင့်ပန်းဖြူမာသားကြီးကလည်းသူ့သမီးကိုပြောရမလားဆိုပြီးတော့ချကြပါရီမိုးဒီမာသားကြီးကလာပြီးတော့ဖြေရှင်းလိုက်မှရန်အေးသွားပြီးတော့ပန်းဖြူကသူကိုယ်တိုင်တောင်းပန်လိုက်ပါရီဆေးရုံသွားတွေ့တော့လေချစ်စုကပြေးမတွေ့တာကြောင့်ငယ်ချင်းတွေရောချစ်စုကိုပါနောက်ကနေတောင်းပန်လိုက်မှအားလုံးကလည်းပန်းဖြူကိုနားလေပေးလိုက်ကြပါရီတကြမှာတော့မိုးဒီနဲ့ပတ်သက်တဲ့အိမ်မက်ဆိုးမှတ်တာကြောင့်တရားနာမှာပြင်းငိုနေတဲ့အချိန်ဆေးရုံကနေနိုးလာတဲ့မိုးဒီကလည်းပန်းဖြူကိုအိမ်မက်မက်လို့တရားရှိရကိုရောက်လာပါရီနောက်ရက်မှာတော့မိုးဒီလည်းဆေးရုံကဆင်းလာပြီးတော့တငယ်ချင်းတွေနဲ့ပဲနားလည်မှုရပြီးတော့အရင်လိုစိတ်ထဲကြမနေတော့ပဲပျော်ရွှင်စွာနေနဲ့ဇလန်လေးလည်းပြီးဆုံးသွားပါရီဟုတ်ကဲ့ပါပြင်မှာဆိုရင်တော့ဘာကျိုးနိုင်ပြီမင်းသားနဲ့မင်းသမီးမလို့ညားသွားတဲ့ဇလန်လေးဖြစ်ပါရီအဆုံးထိကြည့်ပေးကြလို့ကျေးဇူးထူးပဲတင်ရှိပါရီ